အားလုံးမင်္ဂလာပါလို့ရှိဦးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့တော့ခရစ်နှစ်1836ခုနှစ်မှာမြန်မာလူမျိုးတွေအတွက်ဆိုပြီးတော့ဆရာကြီးယူရတန်မှပထမအဦးဆုံးထုတ်ဝေရေးသားခဲ့တဲ့ဝေစာကိုကျွန်တော်အနေနဲ့တင်ဆက်သွားမှာဖြစ်ပါတယ်ထာဝရအသက်ရှင်ပြီးအိုနာတေချင်းကဲနဲ့ဖယားရှင်တပါးရှိပါတယ်သူဟာအသိပစ္စုပန်နောင်ကာလတိအဆုံးစားမဲ့အသက်ရှင်နဲ့အဆုံးစားမဲ့တည်ရှိတဲ့ဖယားရှင်ဖြစ်တယ်သူ့လိုမျိုးဖယားဆိုတာမရှိနိုင်ပါဘူးစစ်မှန်တဲ့ဖယားရှင်ဟာအခြားတတ္တဝါအားလုံးနဲ့မတူပဲခမဲတော်သားတော်တန်ရှင်သောဝိညာဉ်တော်ပါဝင်တဲ့သုံးပါးတစုဖယားဖြစ်တယ်ပြီးတော့ဖယားရှင်ဟာရုပ်ခန္ဓာမရှိတဲ့နာမ်ဝိညာဉ်ဖယားဖြစ်တယ်သူဟာနေရာတိုင်းမှာတည်ရှိတဲ့ဖယားဖြစ်တဲ့အပြင်ကောင်းကင်အထက်မှာလည်းပဲသူ့ရဲ့ဘုန်းတော်ထင်ရှားတယ်သူ့ရဲ့ဘုန်းတကိုးတော်နဲ့ဉာဏ်တော်ကိုတိုင်းတာလို့မရနိုင်ပါဘူးသူဟာတန်ရှင်းမြင့်မြတ်ပြီးထာဝရပျော်ရွှင်မှုအားလုံးကိုပိုင်ဆိုင်တဲ့ဖယားရှင်လည်းဖြစ်တယ်ဤကမ္ဘာလောကကိုဖန်ဆင်းတဲ့ဖယားရှင်ဟာတန်ရှင်းမြင့်မြတ်တဲ့ကောင်းကင်နိုင်ငံသားတွေဝန်းရံပြီးတော့ပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်သူဟာပြီးပြည့်စုံမှုထင်ရှားပြီးတတဝါအားလုံးပျော်ရွှင်ဖို့အတွက်ကောင်းကင်တဲ့မြေကြီးနေလကျယ်တွေအပြင်လူသားသားရိုင်းတိရစ္ဆာန်တွေအားလုံးဖန်ဆင်းခဲ့တယ်အစတုန်းကတော့ပထမဦးဆုံးလူယောက်ျားနဲ့လူမိန်းမကိုဖန်ဆင်းတယ်ပထမဦးဆုံးလူယောက်ျားနဲ့လူမိန်းမဟာအိုနာတေခြင်းနဲ့ကင်းလွတ်ခဲ့ကြတယ်သူတို့နှစ်ယောက်ဟာအပြစ်ဒုစရိုက်အားလုံးကင်းစင်ပြီးသူတို့ရဲ့စိတ်နှလုံးတွေလည်းဖြူစင်မြင့်မြတ်ကြပါတယ်ဒါပေမဲ့ဖယားသခင်ရဲ့အမိန့်တော်ချိုးဖောက်ပြီးတော့သူတို့ကိုကောင်းကြီးပေးနေတဲ့ဖယားသခင်အရာခတ်သိမ်းပြည့်စုံတဲ့သူ့နိုင်မဲ့ဖယားရှင်ကိုကြောခိုင်းသွားတဲ့ချိန်ကစပြီးတော့ဖယားသခင်ရဲ့မျက်နှာတော်အလင်းတန်းဟာသူတို့စီကနေပျောက်ကွယ်သွားခဲ့ပါတယ်လူသားနှစ်ယောက်ဟာသူတို့ရဲ့မျိုးဆက်တစ်တွေနဲ့အတူညဉ့်ညမ်းတဲ့အမောင်လောကသားတွေဖြစ်သွားကြတယ်ဒါကြောင့်လူသားတွေဟာယခုကာလမှာအိုနာတေခြင်းနဲ့ရင်ဆိုင်ရပြီးတော့အပြစ်မကင်းတဲ့သူတွေဖြစ်တဲ့အတွက်အနာဂတ်ကာလမှာလည်းပဲအလွန်ကြောက်စရာကောင်းတဲ့ကျွန်တော်လူတိုင်းကြောက်တဲ့ငရဲမှာဒုက္ခဆင်းရဲမျိုးစုံကိုထာဝရခံစားရမှာဖြစ်တယ်။နှစ်ပေါင်း4000ကျော်အပြစ်နွန်ကြပြီးတဲ့နောက်မှာဖယားသခင်ကဒုက္ခဆင်းရဲတွေနဲ့ရင်ဆိုင်နေရတဲ့လူသားတွေပေါ်ဂရုဏာရှိတဲ့အတွက်ကြောင့်သုံးပါးတဆူထဲကတပါးဖြစ်တဲ့ဖယားသခင်ရဲ့သားတော်ကိုလူသားတွေကိုကယ်တင်ဖို့အတွက်လူလောကကိုစေလွှတ်ခဲ့ပါတယ်။ဒီကဘာမြေကြီးစီကိုဖယားရှင်တော်မြတ်ကြွမြန်းလာပုံကတော့အစ္စရေးနိုင်ငံယူရပြည်မှာနေထိုင်တဲ့အပြိုစင်တဦးကိုဖယားသခင်ရဲ့တကိုးတော်နဲ့ပြိတ္တိရှိစေပြီးသားတော်ဟာဖယားဇာတိနဲ့လူဇာတိနှစ်ခုလုံးပိုင်ဆိုင်တဲ့ဖယားလူသားအဖြစ်မွေးဖွားလာခဲ့ခြင်းဖြစ်တယ်။သူ့ကိုသခင်ယေရှုလို့ခေါ်ပါတယ်။သခင်ယေရှုဟာကျွန်တော်တို့ရဲ့အပြစ်တွေကြောင့်ဆိုးရွားတဲ့ဒုက္ခဆင်းရဲခြင်းတွေအပြစ်တွေအပြင်သေခြင်းတရားတွေကိုကျွန်တော်တို့ကိုယ်စားလူသားတစ်ယောက်အနေနဲ့ခံစားပေးခဲ့တယ်။အဲ့လိုဆင်းရဲဒုက္ခတွေခံစားရပြီးတဲ့နောက်မှာသခင်ယေရှုဟာဖယားရှင်အနေနဲ့သူ့ရဲ့နောက်လိုက်အားလုံးကိုသူ့ရဲ့အသက်နဲ့ရွေးနှုတ်ပြီးတော့အပယ်ငရဲကနေကယ်တင်ပေးခဲ့တဲ့အပြင်ကောင်းကင်နိုင်ငံတို့လည်းပို့ဆောင်ပေးခဲ့ပါတယ်။သေခြင်းတရားရင်ဆိုင်ပြီးတဲ့နောက်မှာတတိယမြောက်နေ့မှာပဲသခင်ယေရှုဟာသေခြင်းကနေရှင်ပြန်ထမြောက်ခဲ့ပါတယ်။အဲ့ဒီနောက်ရက်ပေါင်း40တိတိဒီကဘာမြေကြီးမှာနေထိုင်ပြီးတော့သူ့ရဲ့နောက်လိုက်တွေကိုတမန်တရားသင်ကြားပေးခဲ့တယ်။အဲ့လိုသင်ကြားပေးတဲ့အခါမှာသခင်ယေရှုကသူ့ရဲ့တပည့်တော်တွေကိုကဗဒေတာအနံ့ပြားကိုဆေလွတ်ခဲ့ပါတယ်။အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဖယားရဲ့ကျမ်းစာတော်မြတ်မှာရှင်မာကုခရစ်ယာန်ခန်းကြီး16အပိုင်းငယ်15နေ16မှာပြောထားလဲဆိုတော့သင်တို့သည်လောကီနိုင်ငံအရာရှိသမျှတို့သွား၍ဝေနေရတတ္တဝါအပေါင်းတို့အားဧဝံဂေလိတရားကိုဟောကြားလော့ယုံကြည်၍ဗတ္တိဇံကိုခံသောသူတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်လက်တံမယုံကြည်သောသူမူကားအပြစ်စီရင်ခြင်းကိုခံရလက်တံလို့ပြောထားပါတယ်အဲ့ဒီနောက်သခင်ယေရှုဟာသူ့ရဲ့တပည့်တွေရဲ့ရှေ့မှောက်မှာဖယားသခင်ရဲ့ဘုန်းတော်ထွန်းလင်းရာနေရာဖြစ်တဲ့ကောင်းကင်နိုင်ငံကိုကြွမြန်းပြီးဆံမြန်းတော်မူခဲ့ပါတယ်သခင်ယေရှုနောက်ဆုံးမိန့်တော်မူခဲ့တဲ့အတိုင်းပဲတပည့်တော်တွေကယူရပြည်ကနေစပြီးတော့နိုင်ငံအနှံ့ပြားကိုတွားရောက်ပြီးတော့တည်င်းကောင်းတွေဝင်ငါခဲ့ကြပါတယ်အဲ့ဒီလိုဝင်ငါတဲ့အတွက်လူအများပြားသခင်ယေရှုကိုယုံကြည်လက်ခံလာပြီးတော့သခင်ယေရှုရဲ့တပည့်တော်တွေဖြစ်လာကြတယ်စစ်မှန်တဲ့ဒီဘာသာတရားဟာအနောက်နိုင်ငံမှာပြန့်နှံ့ခဲ့ပြီးတော့ယခုချိန်မှာလည်းပဲအာရှနိုင်ငံတွေထဲမှာနိုင်ငံတနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကိုရောက်ရှိလာပါပြီအမေရိကန်ကနေသာသနာပြုတဦးဟာတ
တင်းကောင်းကိုဝေငှနေပါပြီ။နောက်နှစ်ပေါင်း100ဒါမှမဟုတ်နှစ်ပေါင်း200လောက်ဆိုရင်နိုင်ငံအသီးသီးမှာရှိရဲ့မဟုတ်မမှန်တဲ့အယူဝါဒတွေအားလုံးပျောက်ကုန်ပြီးခရစ်တော်ရဲ့တင်းကောင်းဟာကမ္ဘာတဝန်းကိုလွှမ်းခြုံသွားစေမှာဖြစ်တယ်။ပရိပခအငြင်းပွားမှုတွေစစ်ပွဲတွေအားလုံးအဆုံးသတ်ပြီးတော့လူမျိုးအားလုံးတွေလည်းညီကိုတွေလိုတဦးနဲ့တဦးချစ်ခင်လာကြပါလိမ့်မယ်။သခင်ယေရှုခရစ်တော်ရဲ့တပည့်တွေဟာအသစ်တဖန်မွေးဖွားခြင်းခံစားရရှိတဲ့သူပဲဖြစ်ရပါမယ်။ဆိုလိုတာကပထမဦးဆုံးလူယောက်ျားနဲ့လူမိန်းမစီကနေဆက်ခံရရှိတဲ့ဇာတိပဂတိဟောင်းဟာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပြီးတော့တန်ရှင်သောဝိညာဉ်တော်ကပေးတဲ့ဇာတိပဂတိတစ်ကိုလက်ခံရရှိခြင်းပဲဖြစ်တယ်။အသစ်တဖန်မွေးဖွားခြင်းမရရှိတဲ့သူတွေကတော့မိမိကိုယ်ကိုယ်သာချစ်မြတ်နိုးပြီးတော့မိမိဆန္ဒပြေဝဖို့အတွက်ပဲလှုပ်ဆောင်တတ်ကြတယ်။အသစ်တဖန်မွေးဖွားခြင်းခံစားရရှိတဲ့သူတွေဟာစစ်မှန်တဲ့ဘုရားသခင်ကိုချစ်မြတ်နိုးပြီးတော့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့လိုလားကြတယ်။ဒါအပြင်မိမိကိုယ်ကိုချစ်တယ်လို့အခြားသူတွေကိုလည်းချစ်တဲ့အပြင်မြတ်နိုးတဲ့အပြင်တခြားသူတွေရဲ့ဆန္ဒကိုလည်းပဲကိုယ့်ရဲ့ဆန္ဒလိုတန်ဖိုးထားကြရဲဆိုတာတွေ့ရပါတယ်။ဒါပေမဲ့တစ်ဖက်မှာအသစ်တဖန်မွေးဖွားခြင်းမရရှိတဲ့သူတွေရဲ့ဆန္ဒဟာကာမဂုဏ်ကြော်ကြားဖို့ရဲ့လောကီစည်းစိမ်ရဲ့ကြော်ကြားခြင်းနဲ့အခွင့်အာဏာရရှိဖို့ပဲဖြစ်တယ်။အသစ်တဖန်မွေးဖွားခြင်းခံရတဲ့သူတွေကတော့ကာမဂုဏ်အစရှိရာတွေကိုရှောင်ကျဉ်ပြီးတော့မှစိတ်နှလုံးဖြူစင်တန်ရှင်းခြင်းကျေးဇူးတရားနဲ့ပြေဝခြင်းအခြားသူတွေကိုအကျိုးပြုဖို့အတွက်ဖခင်ရဲ့ဘုန်းတော်ကျယ်ပြန့်အောင်လှုပ်ဆောင်ခြင်းတွေကိုလိုလားကြပါတယ်။ဒါအပြင်တန်ရှင်းစင်ကြယ်တဲ့အသက်တာကိုမျက်နှိုးပြီးတော့ကောင်းကင်နိုင်ငံနဲ့ဆက်ဆံတဲ့ထာဝရပျော်ရွှင်မှုကိုလိုလားကြပါတယ်။မျှော်လင့်ကြပါတယ်။အသစ်တဖန်မွေးဖွားခြင်းမရရှိတဲ့သူတွေကတော့မာမာနတွေနဲ့ပြည့်နေပြီးသခင်ယေရှုခရစ်တော်ရဲ့အတင်းကောင်းကိုမုန်းတီးကြတယ်။ပြီးရင်မိမိရဲ့အပြစ်တွေမကောင်းမှုကုသိုလ်ကြောင့်စိတ်တော်ကရောက်တဲ့အခါအဲ့ဒီအပြစ်တွေကိုဖြေဖျောက်ဖို့နဲ့ကယ်တင်ခြင်းရဖို့အတွက်ချီးမွမ်းထိုက်တဲ့ကောင်းမှုကုသိုလ်တွေကိုစ조사ပြီးတော့လှုပ်ဆောင်ကြပါတယ်။အသစ်တဖန်မွေးဖွားခြင်းရရှိတဲ့သူတွေကတော့ဖယားသခင်ပေါ်ပြစ်မှားခဲ့ကြောင်းကြီးမားတဲ့အပြစ်ကိုကျူးလွန်ထားကြောင်းအဲ့ဒီအရာတွေကိုကောင်းမှုကုသိုလ်နဲ့ဖြေဖျောက်လို့မရနိုင်ကြောင်းကိုသေချာသိမြင်ပြီးတော့မှလူသားဖြစ်တဲ့ကြွမြန်းလာတဲ့ဖယားသခင်သခင်ယေရှုအားဖြစ်တာသူ့ရဲ့အပြစ်တွေကိုဖြေဖျောက်နိုင်ပြီးကောင်းကင်နိုင်ငံနဲ့ဆက်ဆိုင်တဲ့ထာဝရပျော်ရွှင်မှုကိုရရှိကြောင်းသူ့ရဲ့စိတ်နှလုံးသားထဲမှာမှတ်သားထားတယ်။ဒါကြောင့်အသစ်တဖန်မွေးဖွားခြင်းရရှိထားတဲ့သူတွေကဖယားသခင်ရဲ့အမိန့်တော်တိုင်းသခင်ယေရှုရဲ့အလိုတော်ကိုသာလှုပ်ဆောင်လိုခြင်းမကောင်းမှုတွေကိုစ조사ကြံရှောင်ပြီးတော့ကောင်းမှုတွေကိုသာလှုပ်ဆောင်ကြတယ်။တခါတရံအထဲမှာရှိနေသေးတဲ့ဇာတိပဂတိကြောင့်ဇာတိဟောင်းကြောင့်ဖယားသခင်ရဲ့အလိုတော်ကိုမလိုက်ရှောင်မိတဲ့အခါဖယားသခင်ရဲ့အမိန့်တော်ကိုမလိုက်ရှောင်မိတဲ့အခါမှာမေတ္တာတရားနဲ့ကြွယ်ဝပြည့်စုံပြီးမွန်မြတ်လာတဲ့ဖယားသခင်ပေါ်မှာပြစ်မှားမိကြောင်းမိမိအပြစ်အတွက်ခရစ်တော်ပေးဆက်မှုကိုယုံကြည်အားကိုးပြီးတော့ကျူးလွန်ခဲ့တဲ့ပြစ်တွေကိုနှိမ်ချစွာဝန်ခံပြီးတော့အပြစ်ခွင့်လွှတ်ပေးဖို့ခရစ်တော်ထံနောင်တနဲ့တောင်းလျှောက်ကြတယ်။တစ်ဖက်မှာအသစ်တစ်ဖန်မွေးဖွားခြင်းမရရှိတဲ့သူတွေကတော့ခရစ်တော်ရဲ့တပည့်တော်မဖြစ်နိုင်ဘူး။ဒါကြောင့်ယခုလက်ရှိဘဝမှာစစ်မှန်တဲ့ဉာဏ်ပညာမရရှိတဲ့အတွက်သူတို့ရဲ့ဝန်ထုတ်ဟာတဖြည်းဖြည်းပိုကြီးမားလာတယ်။အပြစ်ကနေကယ်တင်ပေးတဲ့ကယ်တင်ရှင်နဲ့မဆက်ဆိုင်တဲ့အတွက်ကြောင့်ဖယားရှင်နဲ့မသက်ဆိုင်တဲ့အတွက်ကြောင့်ခိုလုံစရာဓမ္မမဟုတ်နားခိုစရာမရရှိကြပါဘူး။ထာဝရအသက်ရှင်တဲ့ဖယားသခင်ကိုညှင်းပယ်တဲ့အတွက်ကြောင့်သူတို့ရဲ့ဝိညာဉ်နဲ့ဆန္ဒဟာအပြစ်တွေကြောင့်ငရဲသို့သွားရမှာဖြစ်ပြီးရန်ဆိုးရတဲ့ဒုက္ခဆင်းရဲတွေကိုထာဝရခံစားကြရပါလိမ့်မယ်။အသစ်တဖန်မွေးဖွားခြင်းရရှိထားတဲ့သူတွေကတော့ခရစ်တော်ရဲ့တပည့်တော်တွေဖြစ်တဲ့အတွက်ကြောင့်ယခုလက်ရှိဘဝမှာစစ်မှန်တဲ့ဉာဏ်ပညာတွေရရှိပြီးတော့တာယာပျော်ရွှင်တဲ့ဘဝကိုရရှိပိုင်ဆိုင်သွားကြရမှာဖြစ်တယ်။ဒါအပြင်ဘဝနိဂုံအဆုံးသတ်တဲ့အခါသူတို့ရဲ့ဝိညာဉ်ဟာခရစ်တော်ရဲ့အသက်ပေးဆက်မှုအဖြစ်အပြစ်ခွင့်လွှတ်ခြင်းကိုရရှိထားတဲ့အတွက်ဖယားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဖယားသခင်တည်ရှိရာကောင်းကင်နိုင်ငံထဲသို့ဝင်စားရမှာဖြစ်တယ်။သူတို့ရဲ့ခန္ဓာဟာမီးရှို့ဖျက်ဆီးခြင်းဓမ္မမဟုတ်မြေကြီးအဖြစ်သို့ပြောင်းလဲခြင်းတခဏကြုံတွေ့ရပေမဲ့လည်းဒီကဘာမြေကြီးအဆုံးတတ်တဲ့အခါအရာခတ်သိမ်းသက်ဆွမ်းနိုင်တဲ့ဖယားသခင်ရဲ့တကူတော်အားဖြင့်ပြန်လည်အသက်ရှင်လာပြီးတော့ခန္ဓာနဲ့ဝိညာဉ်ပေါင်းစပ်ပြီးဖယားသခင်နဲ့သူထာဝရပျော်ရွှင်စွာနေထိုင်သွားရမှာဖြစ်တယ်။ယေရှုခရစ်တော်ရဲ့မိန့်တော်မူချက်ကတော့နောင်တရကြပါစိတ်နှလုံးပြောင်းလဲကြပါတဲ့ဆိုလိုတာကဘာလဲဆိုရင်
ဇာတိဟောင်းကိုပျောက်ကွယ်စေပြီးတော့ဇာတိအတက်ကြီးထွားလာအောင်လှုပ်ဆောင်ခြင်းဖြစ်တယ်။သခင်ယေရှုခရစ်တော်ကိုယုံကြည်အားကိုးပါ။ဖယားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ချစ်ပါ။မိမိကိုချစ်မြတ်နိုးလို့အခြားသူတွေကိုလည်းချစ်မြတ်နိုးပါ။လောကီစည်းစိမ်ဥစ္စာတွေကိုမတတ်မှတ်ပါနဲ့။ကောင်းကင်နိုင်ငံကမပြတ်စည်းနိုင်တဲ့ထာဝရချမ်းသာမှုတွေကိုပဲမျှော်လင့်တောင်းတပါ။မောက်မာခြင်းတွေမာနတွေမာနထောင်လွှားခြင်းတွေရိုင်းဆိုင်ခြင်းတွေကိုဖယ်ရှားပြီးတော့မှနှိမ်ချခြင်းအနန္တခံခြင်းစိတ်နှလုံးပြတ်ဝတ်ခြင်းတို့ကိုမျက်နှိုးပါအဆိုးကိုအဆိုးနဲ့မတုံ့ပြန်ဘဲနဲ့အခြားသူတွေရဲ့အားနည်းချက်ကိုခွန့်လွတ်ပါဒုက္ခဆင်းရဲခြင်းတွေကိုစိတ်ရှည်စွာသီးခံပါတင်းရဲ့အရန်သူကိုချစ်ပြီးသူ့အတွက်ဆုတောင်းပေးပါဆင်းရဲသားတွေတစ်ဖက်မှာအကူအညီလိုအပ်နေတဲ့သူတွေကိုကျင်နာတနာစိတ်နဲ့အကူအညီပါသူတစ်ပါးရဲ့တခြားသူတွေရဲ့စီးစိမ်ဥစ္စာကိုလည်းလုံးဝမတတ်မှတ်ပါနဲ့ကြမ်းတမ်းစွာပြုမှုတာဒါပြီးသူတစ်ပါးပစ္စည်းဥစ္စာခိုးတာလုပ်ငန်းခွင်မှာလိမ်ညာခြင်းတွေကိုရှောင်ကျင်ပါမိတ်ဆွေသူတစ်ပါးရဲ့ပစ္စည်းဥစ္စာပေါ်အခွင့်အရေးမယူပါနဲ့မူသားပြောဆိုခြင်းမဟုတ်မမှန်တက်တေခံခြင်းတို့လည်းမပြုပါနဲ့အုပ်ချုပ်ရေးဆိုင်ရာအစိုးရအခွင့်အာဏာမရှိပဲတစုံတစ်ယောက်ရဲ့အသက်ကိုမဆုံးရှုံးစေနဲ့တေရတေရဲ့တောက်စားခြင်းကိုရှောင်ကျင်ပါသာသနာပြုစရာဖြစ်စေအုပ်ချုပ်သူဖြစ်စေဒါမှမဟုတ်လူပြိုအပြိုဖြစ်စေအိမ်ထောင်ရေးကိုမညှဉ်းနွမ်းစေပါနဲ့မိမိရဲ့ခင်ပွန်းဒါမှမဟုတ်ဇနီးတဲ့အပြင်တခြားဘယ်အမျိုးသားဒါမှမဟုတ်ဘယ်အမျိုးသမီးကိုမှမပြစ်မှားပါနဲ့မိဘကိုယိုသိပါသက်ဆွမ်းနိုင်တဲ့လောက်မိဘကိုကြွေးမွေးစောင့်ရှောက်ပါသာသနာပြုဆရာဆရာမတွေရဲ့အဆိုအမိန့်တွေကိုယိုသေးစွာနာခံလိုက်လျှောက်ပြီးတော့သူတို့ကိုကူညီပံ့ပိုးပါအုပ်ချုပ်သူတွေနဲ့ပတ်သက်ပြီးခရစ်တော်ရဲ့တပည့်ဖြစ်စေတပည့်တော်မဟုတ်သည်ဖြစ်စေသူတို့လေးစားပါချီးကျူးဂုဏ်ပြုပါသူတို့အတွက်ဆုတောင်းပေးပါမိတ်ဆွေသူတို့ရဲ့ဥပဒေနဲ့လျော်ညီတဲ့အဆိုအမိန့်တွေကိုနာခံလိုက်လျှောက်ပါဖယားသခင်ထံအစဉ်မြဲဆုတောင်းပါဖယားသခင်ကိုဝတ်ပြုဖို့အတွက်တနင်္ဂနွေနေ့တိုင်းဆုဝေးပြီးဖယားသခင်ရဲ့နှုတ်ကပတ်တော်ကိုနာယူပါသခင်ယေရှုခရစ်တော်ရဲ့တပည့်တော်ဖြစ်လာတဲ့အခါမှာဗတ္တိဇံမင်္ဂလာကိုလည်းခံယူပါဒါအပြင်တပည့်တော်တွေအားလုံးအတွက်ယေရှုခရစ်တော်ဖျားပေးဆက်ခဲ့တဲ့အသွေးသားကိုအောက်မေ့ပြီးပွဲတော်မင်္ဂလာမုံနဲ့စပြည့်ရည်ကိုအလေးနဲ့ထားပြီးတော့မကြာခဏသုံးဆောင်ပါခရစ်တော်ရဲ့တပည့်တော်မဖြစ်သေးတဲ့တင်းရဲ့အဆွေမျိုးတွေအိမ်နီးနာချင်းတွေအတိုင်းဝိုင်းတွေခရစ်တော်သိရှိပြီးယုံကြည်အားကိုးလာအောင်အစွမ်းကုန်ကြိုးစားပါစစ်မှန်တဲ့ဘုရားသခင်အကြောင်းမကြားသိရသေးတဲ့အတွက်ကြောင့်စစ်မှန်တဲ့ဘုရားသခင်အကြောင်းမသိရသေးပဲအမောင်လောကမှာကျင်လည်နေတဲ့ကျေးလက်မြို့ရွာတိုင်းနိုင်ငံတည်တည်ရပုဂ္ဂိုလ်တွေခရစ်တော်ရဲ့တပည့်တော်ဖြစ်လာအောင်ဂရုဏာစိတ်နဲ့အထူးကြိုးစားလှုပ်ဆောင်ပါဒါတွေအားလုံးဟာသခင်ယေရှုခရစ်တော်ရဲ့မိန့်မာတော်မူချက်ပဲဖြစ်ပါတယ်ဒီစာဆောင်ရေးသားတဲ့သာသနာပြုဆရာဟာမြန်မာလူမျိုးတွေရင်ဆိုင်နေရတဲ့အပြစ်ဒုက္ခတွေကိုသိမြင်ပြီးဂရုဏာစိတ်နဲ့သူ့ရဲ့နိုင်ငံကိုစွန့်ပြီးတော့မှအလွန်ဝေးတဲ့အင်မတန်မှနော်ကုန်းတရံရေတရံချားတဲ့မြန်မာပြည်ကြီးစီကိုတင်ပေါ်နဲ့ရောက်ရှိလာခဲ့တာဖြစ်တယ်သူဟာနာမည်ကျော်ကြားမှုဒါမှမဟုတ်ဥစ္စာစည်းစိမ်တွေလိုချင်လို့ရောက်ရှိလာတာမဟုတ်ဘူးအလူငွေတွေလက်ဆောင်ပစ္စည်းတွေရယူဖို့ရောက်ရှိလာတာလည်းမဟုတ်ရပါဘူးသူ့နိုင်ငံမှာရှိတဲ့ခရစ်တော်ရဲ့တပည့်တော်တွေကမြန်မာလူမျိုးပေါ်ဂရုဏာစိတ်နဲ့ဆရာအတွက်အလုံးလောက်ထောက်ပံ့ပေးခဲ့ကြပါတယ်သူ့စီမှာရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်တခြားဘာမှသူမမျှော်လင့်ခဲ့ပါဘူးအဲ့ဒီရည်ရွယ်ချက်ကတော့ခရစ်တော်ရဲ့တပည့်တော်တယောက်ဖြစ်တဲ့နီးတူအခြားသူတွေရဲ့အကျိုးကိုမိမိရဲ့အကျိုးကဲ့သို့တန်ဖိုးထားပြီးတော့မြန်မာလူမျိုးတွေအားလုံးအယမ်းကြောက်စရာကောင်းတဲ့အင်မတန်မှကြောက်မဲ့ပွယ်ကောင်းတဲ့ထာဝရငရဲမှလွတ်မြောက်ပြီးကောင်းကင်နိုင်ငံရဲ့ပျော်ရွှင်မှုတွေကိုရရှိခံစားနိုင်ဖို့အတွက်မြန်မာပြည်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဆရာယူရတန်ဟာဒီဝေစာကို1836ခုနှစ်ဝါခေါင်လပြည့်ကျော်12ရက်အင်္ဂါနေ့မှာရေးသားပြီးစီးခဲ့တယ်အဒေါ်နီရန်ဂျက်ဆန်ခရစ်နစ်1988ခုနှစ်မှာ1850 1823ခုနှစ်မှာဓမ္မသစ်ကျမ်းစာအုပ်ကို1835ခုနှစ်မှာတော့ဓမ္မဟောင်းကျမ်းစာအုပ်ကိုဟေပြဲဟေလတပါဠိတော်မှာမြန်မာဘာသာအားဖြင့်ဆရာကြီးယူရတန်ကအနက်ပြန်ခဲ့ပါတယ်
1846ခုနှစ်မှာတော့အင်္ဂလိပ်မြန်မာအပိဓာန်ပြီးစီးခဲ့ပါတယ်ယခုဒါသည်မြန်မာလူမျိုးတွေအတွက်ဆရာကြီးရတန်ရဲ့ပထမဦးဆုံးဝေစာဖြစ်ပါတယ်ရွှေနိုင်ငံအတွက်သတင်းကောင်း Good news for the Golden Land